ကျွန်တော်ညတာမကြိုက်ဘူးပေါ့လေကျွန်တော်ညတာမကြိုက်ဘူးဒါပထမဦးဆုံးကားလေးဖြစ်တယ်စပြီးအလုပ်လုပ်ခတဲ့ကငါတင်ယူရမယ်လေ့လာရမယ်အဲ့ဒီပုံမှာအကောင်းဆုံးစူးစမ်းရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်စပြီးတော့ရိုက်ခဲ့တာပေါ့လေဒီလိုဟမ်မီသားစုဝင်လို့ပြောမှာငါရှက်တယ်ကျွန်တော်ဒေါသထွက်လာပြီဒါလို့လမ်းခွဲတာပဲကောင်းတယ်အဓိကတော့ကျွန်တော်ဇက်တပင်ကနေရုပ်ရှင်ဘက်ကိုပြောင်းပြီးတော့အလုပ်လုပ်တဲ့အခါမျိုးမှာရုပ်ရှင်ရဲ့သဘောတဘာဝအရာထပ်တူကြနေဖို့အတွက်ပဲကျွန်တော်လက်ကလောမှာတော့အကောင်းဆုံးစူးစမ်းထားပါတယ်ဟုတ်အာရုံစိုက်ထားဟုတ်ကျွန်တော်အများကြီးရင်ခုန်ပါတယ်ကျွန်တော်တို့လည်းဒါကပထမဦးဆုံးရုပ်ရှင်ကားကြီးဖြစ်နေတာဖြစ်တဲ့အတွက်တော်တော်လေးကိုလည်းစိတ်လှရှားတယ်လို့တော်တော်လေးကိုလည်းရင်ခုန်ရပါတယ်ဟုတ် character ကကျွန်တော်ကိုရှူမန်းပေါ့လေဇက်ကသူဇက်ဆိုသူပထမဦးဆုံးကျွန်တော်ရိုက်မယ်လို့ပြောတဲ့ချိန်ခါမှာသူအဲ့ဇက်ကိုပြတော့ဒီ character လေးကိုလည်းကျွန်တော်ကကြိုက်တယ်ဆိုတာကဟိုပေါ့လေကျွန်တော်တို့တာဝန်သိမကြီးသေးတဲ့ character မျိုးပေါ့ကျွန်တော်ဇတ်တပင်မှာဆိုလဲပြဇက်ကနေရတဲ့ character မျိုးဆိုတော့ကျွန်တော်တို့လည်းရုပ်ရှင်ဘက်မှာဒီ character လေးကိုစပြီးတော့လုံးမယ်ဆိုရင်ကျွန်တော်တို့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်တာပေါ့လေနော်ထင်တော့ကျွန်တော်လက်ခံပြီးတော့ရိုက်ဖြစ်တာပါထင်ထားတဲ့အတိုင်းပဲကျွန်တော်တော်တော်လေးကိုအဆင်ပြေခဲ့ပါဟုတ်မကျွန်တော်ဒေါသထွက်လာပြီနော်ဒါလို့လမ်းခွဲတာပဲကောင်းတယ်မင်းကိုကြည့်ရတနေ့ပို့ပြီးပူလောင်ဒါကတော့ကျွန်တော်တို့ဒီနေ့ဒီ recover show ပြီးသွားရင်တော့ယုံတင်တဲ့အခါမျိုးမှာတော့အပိကြမဲ့ပရိသတ်တွေရဲ့ကျွန်တော်တို့ဒီ recommend တွေကိုပဲစောင့်ကြည့်ရမှာပေါ့လေနော်ကျွန်တော်တို့ဒီ character အနေနဲ့ဒီကားမှာကျွန်တော်အကောင်းဆုံးဇယုတ်ပေါ်မှာတစ္ဆာရှိနဲ့အကောင်းဆုံးကျွန်တော်နားလေတလောင်လေးနဲ့ပြီးတော့ဦးစောရဲ့တင်ပြမှုနဲ့ကျွန်တော်အကောင်းဆုံးကြိုးစားထားတာပေါ့လေနော်အဓိကတော့ကျွန်တော်ဇက်တပင်ကနေရုပ်ရှင်ဘက်ကိုပြောင်းပြီးတော့အလုပ်လုပ်တဲ့အခါမျိုးမှာရုပ်ရှင်ရဲ့သဘောတဘာဝအရာထပ်တူကြနေဖို့အတွက်ပဲကျွန်တော်လက်ကလောမှာတော့အကောင်းဆုံးကြိုးစားထားပါတယ်ဟုတ်အာရုံစိုက်ထားဟုတ်ကျွန်တော်ဒီအညူတီ team မှာပါဝင်ကြတဲ့ဒီ driver ကနေစပြီးတော့ပေါ့လေဒီမင်းသမီးတွေရောကျွန်တော်ဒီဆက်ဖွဲ့တွေရောအားလုံးကအစားကျွန်တော်ဒီမိသားစုရင်းချတဲ့ဖွဲ့ညီကိုမောင်နှမရင်းချတဲ့ဖွဲ့အားလုံးဝိုင်းပြီးတော့ဆောင်းရှောက်ပေးကြတယ်ကူညီပေးကြတယ်အဲ့ဒီအတွက်ဒီကျွန်တော်တို့ဒီ shooting မှာတော့ဘာခက်ခဲမှမရှိဘူးပေါ့လေကျွန်တော်တကွေတကားရ character ပေါ်မှာအကောင်းဆုံး IO site ပြီးတော့စူးစမ်းအားထုတ်ခဲ့ရတာလေးပဲရှိတာအားလုံးကတော့အဆင်ပြေပါတယ်ကျွန်တော်ကဘယ်လိုပြောမလဲရုပ်ရှင်သဘောတဘာဝကိုပထမဦးဆုံးစတင်ပြီးတော့လေ့လာပြီးတော့အလုပ်လုပ်ရတဲ့ပထမဦးဆုံးကားလေးဖြစ်တာပေါ့လေအဲ့ချိန်မှာရုပ်ရှင်ရဲ့သဘောတဘာဝအရာရောပြီးတော့ဒီဇက်ကောင်ရဲ့ဇယိုက်လက္ခဏာတွေအရာရောအဲ့ထဲကနေအဲ့ဒီဘောင်တွေကနေလွတ်ထွက်မသွားအောင်ကျွန်တော်စရိုက်ခရဲကနေဇကားပြီးတဲ့ထီကိုကျွန်တော်အဲ့ဒီမင်းခန့်ဆိုတဲ့ character မှုတွေပဲကျွန်တော်နေခဲ့တာပေါ့လေshooting တွေမှာတော့ကျွန်တော်ကိုယ့်ဘက်ကို easy နေတာလေးများတယ်ခါလေးကြရင်used to မဖြစ်တာလဲမြင်ရလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဒီပေါ်မှာတာဝန်မကြီးမှာစိုးတဲ့စိတ်ပေါ့လေစိတ်အဲ့လောက်ထိကိုကျွန်တော်ဒီဇက်ကောင်ပေါ်မှာခံစားပြီးတော့ကျွန်တော်ကြိုးစားခဲ့ပါတယ်အမေဒီလိုဟမ်မီသားစုဝင်လို့ပြောမှာငါရှက်တယ်မိဘဒီတော့ဝါလာမခံနိုင်ဘူးကျွန်တော်ဒီကားရိုက်တဲ့ကာလကကျွန်တော်ဇက်တပင်မှာလုံးလုံးနေရတဲ့ကာလပေါ့လေအဲ့တော့ကျွန်တော်တချို့ဇက်တပင်ပွဲလေးတွေကိုခဏရက်ပြီးတော့ကျွန်တော်ဒီကားအတွက်ကျွန်တော်ရိုက်ကူးခဲ့တာပေါ့ရိုက်ကူးခဲ့တာဆိုတော့ကိုလုံးရတဲ့အလုပ်ပေါ်မှာတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းအားထုတ်တယ်အဲ့ဒီအတွက်လည်းကျွန်တော်ညတာမကြိုက်ဘူးပေါ့လေကျွန်တော်ညတာမကြိုက်ဘူးကျွန်တော်ကိုယ်တိုင်ကလည်းဒါပထမဦးဆုံးကားလေးဖြစ်တယ်စပြီးအလုပ်လုပ်ခတဲ့ကငါတင်ယူရမယ်လေ့လာရမယ်အဲ့ဒီပုံမှာအကောင်းဆုံးစူးစမ်းရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်စပြီးတော့ရိုက်ခဲ့တာပေါ့လေအဲ့တော့ဦးစောစီရောတခြားဒီ
အထာဒီအားလုံးစီရရောကျွန်တော်ရသလောက်ယူတယ်အဲ့ဒီအထက်မှာမှကျွန်တော်အများဆုံးတင်ပြပေးတာတော့အန်တီမျိုးဒီမျိုးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အများကြီးကျွန်တော်ဒီဟိုပေါ့ပံ့ပိုးပြီးတော့ကူညီပေးတာကူညီပေးခဲ့တာပေါ့လေအဲ့တော့ဘယ်လိုပြောမလဲအကောင်းဆုံးကျွန်တော်အလုံးလုံးနိုင်ခဲ့တယ်ပေါ့လေအဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်